ကန်ကော်နေတဲ့ဒီစာအုပ်ထဲမှာတော့အဖြူစိမ်းကိုဝစ်စင်ပြီးကျောင်းနေရွယ်လူငယ်ဘဝကနေစတင်ခြေခံထားတဲ့လမ်းမောပင်ဟာချစ်ဆက်လန်းလေးတစ်ပုဒ်ကိုမိတ်ဆွေတို့အနေနဲ့ခန်းစားနားဆင်ရမှာပဲဖြစ်ပါတယ်။ဇလန်းရဲ့အစမှာတော့စိုးချစ်ကျော်စင်ဦးမင်းတီဟာဆိုတဲ့လူငယ်လေး၃ယောက်ဟာကျောင်းစိမ်းဝတ်ဆင်တူနေစာသင်ကျောင်းကိုသွားနေတာကစတာပဲ။ထူးဆန်းတာကသူတို့ကျောင်းကိုသွားရလမ်းမှာခန်းကော်ပင်ကြီးတစ်ပင်နဲ့ရွှေရင်းပြက်ကြီးတစ်ခုရှိနေတာပါ။အနေထားကိုပြောရမယ်ဆိုရင်တော့သူတို့ရက်ကွက်နဲ့စာသင်ကျောင်းဟာနည်းနည်းလန်းနေလေ။အခုခန်းကော်ပင်ကြီးနဲ့ရွှေရင်းပြက်ကြီးဟာကျောင်းသွားတဲ့လမ်းခုလက်တနေရာမှာဆိုတော့ကျောင်းသားကျောင်းသူတွေအားလုံးဒီခန်းကော်ပင်ကြီးကိုဖြတ်သွားပြီးမှကျောင်းကိုရောက်တယ်လို့ပြောရမှာပေါ့။ဆိုချစ်တို့တငယ်ချစ်တတိုက်ကတော့အရှင်တုန်းကမူလာတဲ့ကျောင်းမဲ့တက်ခဲ့ရပြီးအခုမှအထက်တန်းကိုပြောင်းလာတာဆိုတော့ဒီလမ်းကိုခုမှရောက်ဖူးတာပါ။ဒါကြောင့်အုံမိုင်းနေတဲ့ခန်းကော်ပင်ကြီးရဲ့ရှည်ရင်းပြက်ကြီးရဲ့ကိုထူးဆန်းလုပ်ပြီးလေ့လာနေကြတယ်။သူတို့ထဲမှာတော့ကျော်စင်ဦးဆိုတဲ့ကောင်လေးကအဆိုးဆုံးပဲပေါ့။ဒီကောင်ဟာလမ်းသွားရင်ကောက်မသွားဘဲနဲ့ခဲလုံးတွေကိုကပြီးဟိုပြစ်ဒီပြစ်နဲ့လွတ်တက်တဲ့ကောင်လေး။အခုလေကြည့်ဒီလမ်းကိုစရောက်ချင်းမှာပဲခန်းကော်ပင်ကြီးစီကိုချက်ချင်းတန်းသွားပြီးတော့ရှည်ရင်းနဲ့ကိုခဲလုံးတွေပစ်ချဖို့ကြိုးစားနေပါပြီ။ပြီးတော့ဒီကောင်ကရေတွင်းမောင်ကိုလက်နဲ့ထောက်ပြီးတော့အောက်ခြေကိုတောင်မှမမိမကန်းနဲ့လှမ်းကြည့်နေလိုက်ပါသေးတယ်။ဒါပေမဲ့ရေတွင်းကြီးကကြီးရဲ့ပြင်အဝါကလေးကျတော့သူ့ရဲ့လေးနဲ့အောက်ခြေထိကိုလက်မမြင်နိုင်ဘူးလေ။ဆိုချင်နေမင်းတီဟာကတော့ဒီကောင်လုံးနေတဲ့ပုံစံကိုကြည့်ပြီးတော့ရေတွင်းနဲ့ပြုတ်ကျသွားမှကိုစိုးရိမ်နေကြတာပေါ့။အမှန်တော့ဒီနေရာလေးကတဲအိမ်လေး3-4ခုရှိတာကလွင်ရင်လူသူပြတ်တဲ့နေရာလို့ပြောလို့ရပါတယ်။ပြီးတော့ဒီကန်းကော်ပင်နဲ့ရေတွင်းပြက်ကြီးကိုလေဘသူပိုင်မဲမသိကြဘူးလေ။ဘေးလူတွေပြောကြတာကတော့အရှင်တုန်းကဒီရေတွင်းကြီးဟာစိုက်ခင်းနေရှီလောင်းဖို့အတွက်လို့ပြောကြသလိုအချို့ကလည်းစိုက်ခင်းကိုရှီလောင်းဖို့မဟုတ်ဘဲနဲ့ဒီနေရာမှာအရင်ကဖုန်ကြီးကျောင်းတစ်ကျောင်းရှိတယ်လို့ဆိုပါတယ်။ဘာကြောင့်လဲဆိုရင်စိုက်ခင်းတွေရှီလောင်းဖို့ဆိုရင်ရေတွင်းကြီးကဒီလောက်ကြီးထိကြီးမှာမဟုတ်ဘူးလေ။ဖုန်ကြီးကျောင်းကအသုံးပြုလို့သာဒီလောက်ကြီးတယ်လို့ထင်မဲ့ကြတာပါ။ဒါပေမဲ့ဒါတွေအားလုံးကလည်းအပြောပဲရှိပြီးတော့တကယ်လက်တွေ့မှာတော့ဒီရေတွင်းပြက်ကြီးနဲ့ခန်းကုန်ပင်ကြီးရဲ့ရာဇဝင်ကိုဘသူမှမသိကြပါဘူး။ဘသူတွေပါပြောအခုညံကြီးရှင်ကျော်စင်ဦးကတော့ရေတွင်းမောင်မော်တီကိုတက်ပြီးအောက်စီကိုစူးစမ်းလေ့လာနေပါပြီ။ဒါအောင်မြင်တော့ဆိုချင်းနဲ့မိတီဟာကလည်းသူပြုတ်ကြမှာဆိုလို့အလန်တကြားနဲ့တားမြစ်တာပေါ့။ပြဿနာကတငယ်ချင်းတွေဘလောက်တာခရင်မဆိုင်တဲ့ကျော်စင်ဦးဟာနောက်ဆုံးမှာတော့ဘောင်ပေါ်မှာပိတ်ကျနေတဲ့အင်္ဂလိပ်တစ်ချက်ကိုနင်းမိသွားပြီးရေတွင်းနဲ့ကိုပြုတ်ကျသွားပါလေရော။ဆိုတော့ဆိုချစ်တို့နှစ်ယောက်ကလည်းကလေးရွယ်လေးတွေပဲရှိသေးတာမလို့ဘာလို့လုပ်လို့ရမယ်မသိဘူးလေ။အောက်ခြေကိုလှမ်းကြည့်တော့လေရေထဲမှာခြေကားရလက်ကားရဖြစ်နေတဲ့ကျော်စင်ဦးကိုမြင်တော့စိုးရိမ်လွန်သွားကြတာပေါ့။ဒီမှာနေအနီးနားကတဲရီစီကိုပြေးပြီးတော့လူကြီးတွေကိုအကူအညီတောင်းရတာပေါ့။ဆိုချစ်တို့လူကြီးတွေသွားခွန်နေတဲ့အချိန်မှာကျော်စင်ဦးတယောက်ဘလုံးမမဟန်တော့ပဲတဖြည်းဖြည်းနဲ့ရေထဲကိုနှိမ့်မြုပ်သွားခဲ့ပါရီ။ဒါပေမဲ့ကန်ကောင်းကျင်တော့ရေထဲနဲ့ရေဟာ3 မီတာသားလေးပဲနဲ့တာမလို့တကူလုံးတော့နှိမ့်မြုပ်မသွားပါဘူး။အစာပိုင်းမှာတော့ကကြောက်အားလန့်အားနဲ့ရုန်းကန်နေလို့သာရေတွင်းရဲ့တိမ်နဲ့ကိုမသိခဲ့ရလေ။အခုအောက်ခြေကသိမ့်မနဲ့မလဲတရောကျော်စင်ဦးလေးပျော့သွားတာပေါ့။ခဏကြာတော့ဆိုချစ်တို့နဲ့အတူတူလူကြီးတွေရောက်လာပြီးကျော်စင်ဦးကိုကယ်ထုတ်လိုက်တာမလို့အားလုံးစီပြင်းနဲ့ပြီးဆုံးသွားခဲ့ပါရီ။ပြဿနာကလူကြီးတွေပြန်သွားပြီးနောက်မှာတကုံလုံးရီဆိုနေတဲ့ကျော်စင်ဦးကဒီလိုပုံစံကြီးနဲ့ကျောင်းထဲမသွားရဘူးဖြစ်နေပါရီ။ဒါကြောင့်ဆိုချစ်နဲ့မင်းတီဟာကအင်ကိုနောက်တစ်ခေါက်ပြန်သွားပြီးတော့ဝတ်စားတွေလဲဖို့အကြံပေးရပေါ့။ဒါပေမဲ့အိမ်ပြန်ပြီးဝတ်စားလဲရင်လေသူ့ရဲ့ပုံစံကြည့်ပြီးရေရင်းနဲ့ပြုတ်ကြတဲ့အကြောင်းကိုလူကြီးတွေသိသွားကြမှာပဲလေ။ဒီလိုဆိုရင်စူငေါက်ခံရပြီးတော့အခက်မသိရင်ရိုက်တာမှခံရနိုင်နေမို့လား။ဒါကြောင့်3ယောက်သားတိုင်ပင်ပြီးတော့အဆင်ပြေဆုံးဖြစ်မဲ့နီလန်တစ်ခုကိုရေးဆွဲလိုက်ကြတယ်။သူတို့ရဲ့စီစဉ်ကတော့ကျောင်းတက်ခေါင်းလောင်းထိုးဖို့လေလို့သိတာမလို့ကျော်စင်ဦးရဲ့ဝတ်စားတွေကိုချွတ်ပြီးတော့နီလန်ထားလိုက်မယ်လို့ဆုံးဖြတ်လိုက်ကြတာပါ။ပြဿနာကအတွင်းငယ်မပါတဲ့ကျော်စင်ဦးဟာအဝတ်စားတွေအကုန်လုံးကိုချွတ်လိုက်ရင်ဖင်တုံးလုံးနဲ့စောင့်နေရမယ့်အနေအထားဖြစ်ကုန်ပါ။ဘာဖြစ်ဖြစ်ဒီလိုပုံစံကြီးနဲ့ကျောင်းကိုမသွားရတော့တဲ့တူတူမလို့အဝတ်စားတွေအားလုံးကိုစိုးချစ်နဲ့မင်းတီဟာစီမှာအပ်ချလိုက်ပြီးတော့သူကတော့လူတွေမမြင်အောင်ဂန်းကော်ပင်ကြီးရဲ့အနောက်ဘက်ကိုဝင်ပုန်းနေလိုက်တာပေါ့။အဲ့ဒီထိလေသူတို့ရဲ့စီစဉ်ဟာအေးဆေးပါပဲ။ဒါပေမဲ့သူတို့စီကိုဝမ်းဝိုင်းနဲ့နမ်းမွေးဆိုတဲ့မိန်းကလေးတငယ်ချင်းတယောက်ရောက်လာတော့အကုန်တိုက်ပတ်ကုန်ရောပေါ့။သူတို့ကရေရင်းပေါင်ပေါ်မှာလှမ်းထားတဲ့အဝတ်တွေမြင်တော့ထုံးစံတိုင်းပဲဆက်ဆူကြတယ်လေ။ဒီမှာရင်အဝတ်တွေကကျော်စင်ဦးရဲ့ဝတ်တီမှန်တိသွားပြီးတော့
လူဝမြင်ရတော့စိုးချစ်နဲ့မိတီဟာတို့ကကျော်စင်ဦးကိုမဟုတ်တာတစ်ခုခုလှုပ်ထားရလို့ထင်သွားကြတယ်ဒီမှာရင်ဘလို့မှတားလို့မရတော့ပဲဟူရှာတီရှာတွေလုံနေခြင်းနဲ့ဝိုင်းကကန်းကော်ပင်ကြီးရဲ့အနောက်ကိုရောက်သွားလိရောပေါ့ကျော်စင်ဦးနေကလည်းဝိုင်းကသူ့ဘက်လာနေပြီဆိုတော့ဘလို့မှရှောင်လို့မရတော့ဘဲနဲ့နီးစရာခြုံတစ်ခုတည်းကိုဝင်ပြေးလိုက်ရတယ်ဒါပေမဲ့အနာရောက်ခံဒီမှပြေးရတာဆိုတော့နေခင်းကြောင်တောင်မိကလေးတွေရှိမှဖင်ချွတ်ပြေးရတယ်လို့မျိုးဖြစ်တာပေါ့ပြဿနာကဒီသတင်းဟာတကြောင်လုံးကိုပြန့်သွားတာမလို့ကျော်စင်ဦးခမရ3ရက်လောက်ထိအိမ်တွေပုံနေရတဲ့ဘဝကိုရောက်သွားခဲ့ရှာတယ်ဒါပေမဲ့ငါးရင်ចောင်းသားရွယ်ကလေးတသားဆိုတော့လေအကြကြီးတော့ရှက်မနေနိုင်ပါဘူးနောက်ရက်မှာပုံမှန်အတိုင်းចောင်းပြန်တက်ရတာမလို့အားလုံးကလည်းအေးဆေးဆေးပဲပြန်ဖြစ်သွားခဲ့ပါတယ်ဒါပေမဲ့ကျော်စင်ဦးရဲ့ဖြစ်ကိုကြားပြီးတော့အချို့လူတွေကဂန်းကော်ဘေးကြီးမှာအဆောင်ရှိတယ်ဆိုပြီးတော့သတင်းလွှင့်ကြတယ်။သဘောကတော့ဂန်းကော်ဘေးကြီးရဲ့ဆောက်ဟာကျော်စင်ဦးကိုမကြည့်နဲ့လို့တွန်းချတဲ့ပုံစံမျိုးပြောဆိုကြတာပါ။ဒါလူကြီးတွေကလည်းရှေရင်းနာကိုကလေးတွေမကက်ရင်ပြီးရောဆိုတဲ့သဘောမျိုးနဲ့ရောရောင်ပြီးတော့သတင်းတွေလွှင့်ကြတာပေါ့။ဂန်းကော်ဘေးကြီးမှာအဆောင်ရှိရဆိုတဲ့သတင်းဟာနာမည်ပိုကြီးသွားတာပေါ့။ဒါကြောင့်ចောင်းသားចောင်းသူတွေတော်များဟာចောင်းသွားရင်အဖို့ပါမှသွားရင်လာရဲကြတဲ့အနေထားတွေဖြစ်လာခဲ့တယ်။ဒီလိုသတင်းကြည့်ပြီးတော့နောက်ရက်ကိုရောက်မှာတော့ခင်မီတင့်ဆိုတဲ့ចောင်းသူလေးတယောက်ဟာចောင်းတန်ရှင်းရေးတာဝန်ကြတာမလို့အိမ်ကနေခက်စောစောပဲထွက်လာခဲ့လိုက်တယ်။ပုံမှန်တိုင်းဆိုရင်သူကမီဒီအောင်ဆိုတဲ့ចောင်းသူလေးနဲ့အတူတူចောင်းသွားနေကြပါ။ဒါပေမဲ့ခုမီဒီအောင်ကဖျားနေတဲ့ပြင်သူကလည်းចောင်းတန်ရှင်းရေးတာဝန်ကြတာမလို့အိမ်ကနေတယောက်တည်းပဲထွက်လာခဲ့လိုက်တာပေါ့။ပြဿနာကကန်းကော်ဘင်းကြီးနဲ့ရင်ရင်းပြက်ကြီးနာကိုလည်းရှောက်ရောလူကအလိုလိုကြောက်စိတ်ဝင်လာပြီးတော့ရှေ့ဆက်မသွားရတော့လောက်အောင်ဖြစ်လာခဲ့တယ်လေ။ဒါကြောင့်ပဝင်းကြီးကိုလှမ်းကြည့်လိုက်တော့ចောင်းကိုငိုက်ဆိုင်နဲ့သွားနေတဲ့စိုးချစ်ကိုတွေ့လိုက်ကြတယ်။ဒီတော့ခင်မင်းတင့်ကလည်းစိုးချစ်နာကိုသွားပြီးတော့အာကိုတကြီးနဲ့သူနဲ့တူတူចောင်းသွားဖို့ကိုအဖော်ညီတာပေါ့။ပြဿနာကစိုးချစ်ကခင်မင်းတင့်နဲ့တူတူចောင်းနဲ့ဝင်ရမှာကိုရှက်နေတာပဲ။အเจ้าကတော့သူတို့နှစ်ယောက်ចောင်းနဲ့တူတူဝင်သွားရင်ဘေးကတငယ်ချင်းတွေကဝိုင်းစားကြမှာဆိုလို့လေ။ဒါကြောင့်ခင်မင်းတင့်ကိုဒီနေရာကကြော်သွားရင်သူ့ဘာသာတယောက်တည်းသွားမယ်လို့ပြောလိုက်မိ။အဲ့နေရာမှာပြောချင်တာကစိုးချစ်ဟာခင်မင်းတင့်နဲ့စကားပြောတိုင်းသူ့ရဲ့နမည်ရင်မခေါ်ဘဲနဲ့ကရုံးမလိုပဲအမြဲခေါ်နေတာကရုံးမဆိုတာခင်မင်းတင့်ရဲ့ငင်းနမည်ဖြစ်ပြီးတော့ငငယ်ကခေါင်းမှာဓာတ်တွေပေါက်လို့စပင်းနေရှိလိုက်ရတယ်လေဒါကိုအကြောင်းပြုပြီးတော့ခင်မင်းတင့်ရဲ့နမည်ဟာကရုံးမလိုအမည်တင်သွားတာပေါ့ခင်မင်းတင့်ကလည်းသူ့ကိုကရုံးမလိုခေါ်ရင်တအားစီဆိုတာဒါပေမဲ့ဘာကြောင့်လဲတော့မသိဘူးအခုစိုးချစ်ဟာသူ့ကိုဘလို့ပဲခေါ်နေစိတ်မဆိုးနိုင်ဘူးဖြစ်နေပြီးတော့ကန်းကော်ပင်ကတရေကိုကြောက်တာရောဆိုတော့အားကိုချင်းစိတ်ဆောင်လဲပါတာပေါ့ဒါခင်မီတီရဲ့အနေထားဖြစ်ပြီးတော့စိုးချစ်ကတော့ခင်မီတီကြိုက်တာတွေမကြိုက်တာတွေဘာမှမသိပါဘူးသူသိတာကတငယ်ချင်းတွေနဲ့ကျောင်းမှာချင်းခတ်ဖို့ချင်းထားတာကိုပဲအာယုံရောက်နေတာပါတကယ်တော့သူကချင်းခတ်တာကိုလေအဲ့လောက်ကြီးဝါသနာပါတာမဟုတ်ပါဘူးသူတကယ်ဝါသနာပါတာကကြပြားတွေရှိရတာဖက်ရတာကိုပဲဝါသနာပါတာပါဒီလိုနဲ့နှစ်ယောက်သားလမ်းလျှောက်လာလိုက်တာဂန်းကော်ပင်ခြေကိုလည်းရှောက်ရောခင်မီတီတယောက်ထဖောက်လာခဲ့တယ်အเจ้าကတော့ဂန်းကော်ပင်ထိပ်မှာတပွင့်နဲ့ဦးပြပြပွင့်နေတဲ့ဂန်းကော်ပန်လေးကိုမြင်လိုက်ရတာကြောင့်ပေါ့အမှန်တိုင်းပြောရရင်ခင်မင်းတင်ဟာဂန်းကော်ပန်ကိုအလွန်ကြိုက်တာဒါကြောင့်ပထမဆုံးဦးပြပြပွင့်တဲ့ပန်းကိုအသေးတန်လို့ချင်နေရှာတယ်ဒါပေမဲ့စိုးချစ်ကတော့တူတူခေါ်သွားတာတောင်မှပိမန်းလာပြီးထင်နေတာအခုလိုဂန်းကော်ပန်ကိုတကူတကခူးပိဖို့ဆိုတာစိတ်ကူးတဲ့တောင်မှမရှိဘူးလေဆိုတော့ခင်မင်းတင်ဟာသူ့ကိုဂန်းကော်ပန်ခူးပိရင်စိုးချစ်မပြီးသေးတဲ့စာရီကိုကူးပိမယ်ဆိုတာနဲ့သူ့လေးစီကကြပြာရင်းနှီးစာကိုငှားပိမယ်လို့ကမ်းလှမ်းလိုက်တော့စိုးချစ်ကလည်းခူးပိမယ်လို့သဘောတူလိုက်တာပေါ့ဒါကြောင့်ပထမဆုံးပွင့်တဲ့ဂန်းကော်ပန်းကိုခင်မီတင်ကိုပေးဖို့အတွက်အပင်ပေါ်ကိုတက်ခုနေတော့မှယူရီရဲ့ခြေထောက်ကချော်သွားပြီးတော့မြေပြင်ပေါ်ကိုခွေးကြော်ဝက်ကြကြပါလေရောပြုတ်ကြတဲ့အချိန်မှာတော့သူ့လက်ထဲမှာဂန်းကော်ပန်းလေးကပါလာသေးတယ်ယူရီရဲ့ဆိုတော့ခင်မီတင်ကလည်းအပြေးရောက်လာပြီးတော့စိုးချစ်ကိုထူပြီးတာပေါ့တော်သေးတာကပန်းဝင်ရှိတဲ့နေရာကတိတ်မြင့်ကြီးမဟုတ်လို့သာခံတာသွားတာပါမဟုတ်ရင်ပန်းလေးတစ်ပွင့်အတွက်နဲ့ခြေကျိုးလက်ကျိုးဖြစ်နိုင်တဲ့အနေအထားရှိပါတယ်ဒါတောင်မှအောက်ကိုပြုတ်ကျချိန်မှာမြေကြီးနဲ့မေးဆောင်မိလို့မေးစိကွဲသွားတယ်ဒီတော့ခင်မီတီစီကိုပေးတဲ့ဂန်းကော်ပန်းဖြူဖြူလေးပေါ်မှာသူမီးကသွေးဆက်လေးတွေဆင်သွားတာမလို့ပန်းလေးကအနီရောင်ဂန်းကော်ပန်းလေးဖြစ်သွားတာပေါ့ဒီလိုနဲ့နောက်ရက်ကိုရှောက်မှာတော့တငယ်ချင်းတွေကြားထဲမှာစိုးချစ်ကခင်မီတင်ကိုဂန်းကော်ပန်းခူးပြီးတဲ့အကြောင်းနဲ့မေးစိကွဲသွားလို့ဖျားသွားတယ်ဆိုတဲ့အကြောင်းဟာချက်ချင်းဆိုသလိုပြန့်သွားတယ်တကယ်လေးစိုးချစ်ကအိတ်တရာကြောင့်ဖျားဝင်သွားပြီးတော့3ရက်လောက်ထိကြောင်းမတက်နိုင်အောင်ဖြစ်ခဲ့ရတယ်3ရက်အတွင်းမှာသူမမီလိုက်တဲ့စာရီကိုခင်မီတင်ကအကုန်လာကူးပေးပြီးတော့စိုးချစ်လိုချင်နေတဲ့ကြပြာစံနီးစာအုပ်ကိုလည်းသူ့လေးစီကနေမရမကတောင်းယူပေးခဲ့တယ်။ဒါပြင်သူကစိုးချစ်စားဖို့အတွက်မလုတ်တဲ့နဲ့မုံလေးတွေလှုပ်လာပြီးစိုးချစ်တို့အိမ်ကိုနေတိုင်းလိုရောက်လာတယ်ဆိုပဲ။တကယ်တော့ကလေးတသားရှယ်လေးတွေမလို့ကိုတိချမသိပေမယ့်
ခင်မီတီအနေနဲ့ကတော့စိုးချစ်ကိုအချိန်လေးကတစ်ဖက်တည်းစိတ်ဝင်စားနေကြတာပါစိုးချစ်ကတော့ခင်မီတီဟာသူ့ကိုခရူးဆိုင်လေမနေတတ်မထိုင်တတ်တယ်ဖြစ်လေပေါ့အမှန်တိုင်းပြောရရင်သူကကြပြာကြီးရတာကိုပဲစိတ်ဝင်စားပြီးဒီကလေးမကိုတော့ဘလို့မှခန်းစားလို့မရဘူးဖြစ်နေတယ်ဒါကြောင့်ခင်မီတီတယောက်သူ့အိမ်ကိုလာတဲ့ချိန်တိုင်းမျက်နှာကြီးကိုမှုံတုံထားပြီးမကြိုက်တဲ့ပုံစံတွေလုပ်ပြတာပေါ့ဖြစ်စင်တော့ဇလန်းကဒီလောက်နဲ့မပြီးသေးပဲပတ်ဝန်းကျင်ကလူတွေကြားထဲမှာသူကန်းကောင်ပန်းခုပင်းရင်ပြုတ်ကြတဲ့ကိစ္စကသွေးရိုးသားယုံဖြစ်နိုင်မှုဆိုပြီးတော့နမေတွေကြီးလာပြန်နေသဘောကတော့သူပြုတ်ကြတာဟာကန်းကောင်ပင်ပေါ်မှာရှိတဲ့အဆောင်ကတွန်းချတယ်ဆိုတဲ့သဘောမျိုးပဲပေါ့ဆိုချစ်ကတော့သူပြုတ်ကြတာကချေချော်ပြီးပြုတ်ကြတာမှန်ပေမဲ့လူတွေအားလုံးကိုတော့အကုန်လိုက်ပြီးတော့ရှင်းမပြနိုင်ဘူးလေဒီကြားထဲမှာအတော်ကြီးကျယ်တဲ့သတင်းတစ်ခုလေးထွက်လာသေးတယ်အဲ့ဒါကတော့ယူဒင်းပြက်ကြီးရဲ့အောက်ခြေမှာနဂါရင်းရှိရဲ့အဲ့နဂါရင်းထဲမှာရှိတဲ့နဂါရီဟာလာပြေးလာကွယ်နေဆိုရင်ရေပြင်ပေါ်ကိုတက်ပြီးတော့မြူတက်တယ်ဆိုတဲ့သတင်းမှာပဲချိုင်းမဲ့သူ့ဘာသာသူဘာရီဝဲပြောနေနီဆိုချစ်ကတော့လုံးဝကိုမှမယုံကြည်ခဲ့ပါဘူးဒီလိုနဲ့တဖြည်းဖြည်းနဲ့ချိန်တွေကုန်လာလိုက်တာအခုဆိုရင်ဆိုချစ်တို့တွေအားလုံးကလေးရွယ်ကိုလွန်မြောက်ပြီးတော့လူပြိုပေါက်ရွယ်အထက်တိုင်းចောင်းသားကြီးတွေတောင်မှဖြစ်လာကြပါပြီယောက်ျားလေးတွေလည်းဖြစ်တယ်လို့ပြင်မစာပေတွေလည်းဖက်လာတာကြောင့်ရေရင်းပြက်ကြီးနဲ့ပတ်သက်တဲ့ရုံနှင်းစကားကိုလည်းမယုံကြည်တော့ဘူးလေဒါပေမဲ့ရေရင်းပြက်ကြီးထဲမှာငကားတွေရှိရဲဆိုတဲ့ကောလာဟာလာဟာအခုထိရှိနေတော့မယ်ပြီးတော့လာပြင်းနေဆိုရင်ရေရင်းရဲ့အောက်ခြေကငကားတွေမြူးနေတဲ့အတန်ကိုကြားရတယ်ဆိုတဲ့သူကလည်းတယောက်နှစ်ယောက်တောင်မှမကတော့ဘူးလေဒါကြောင့်ကာလာသားပေါက်တွေဖြစ်လာတဲ့ဆိုးချစ်တို့အုပ်စုကလည်းလာမေးလာပြီးညမှာရေရင်းပြက်ကြီးစီကိုတွားပြီးတော့တေချာလေးလာကြမယ်လို့ဆုံးဖြတ်လိုက်တာပေါ့ဒါကြောင့်လာပြီးညကိုလည်းရှောက်ရောသူတို့ဖွဲ့တွေစုပြီးတော့ရေရင်းပြက်စီကိုချိတက်လိုက်ကြတယ်ရေရင်းပြက်ကြီးစီကိုရှောက်တော့လာပြီးညဖြစ်တဲ့ပြင်ကန်းငေါ်ပင်းကြီးကလည်းအုပ်ဆိုင်ဆိုင်ဖြစ်နေတော့ရုတ်တရက်မြင်လိုက်တာနဲ့ခြောက်ချားစရာကြီးဖြစ်နေတာပေါ့ဒါပေမဲ့စုချစ်ကတော့ကြပြာသမားပြီးတခြားသူတွေလိုကြောက်စိတ်မွေနေပြင်ရေရင်းမင်းမှာလှုပ်ထားတဲ့အုတ်ကုံဝိုင်းလေးပေါ်ကိုတက်ထိုင်ပြီးตายရတဲ့ညအလှကိုခန်းစားနေလိုက်တယ်။မြောက်ရှုံးကောင်ကျော်စင်ဦးကတော့လေးခွတလက်နဲ့ဟိုပြစ်ဒီပြစ်လုံးနေလို့ဘေးမှာရှိတယ်။မင်းတီဟာကပဲဝင်တားနေတာပေါ့။ဒီလိုနဲ့သူတို့ရှောက်ပြီးတော့နည်းနည်းလောက်ကြာတော့ရေတွင်းရဲ့အောက်ခြေကနေဝုန်းကနေဖြစ်သွားတဲ့အတန်တွေစကြလာရတယ်။ရုတ်တရက်ဆိုတော့သူတို့အားလုံးကလည်းလူများပြောနေကြတဲ့ငကားရီမြူးနေရလို့ထင်သွားတာပေါ့။ဒါပေမဲ့ဒီထိရောက်ပြီးတော့မှတေချာအောင်လုပ်မယ်ဆိုပြီးတော့ဆုံးဖြတ်ပြီးရေတွင်းရဲ့အောက်ခြေကိုတမီးတွေနဲ့ဝိုင်းထိုးကြပါလေရောဒီမာရင်ရှည်ရင်းနဲ့မှမြူးနေတဲ့အေယာမငရဲကြီးနှကောင်ကိုတွေ့လိုက်ရတော့တယ်တကယ်တော့ငရဲကြီးတွေဟာလောလလက်ကြီးပြင်းခဲ့ရတာမလို့အကောင်တွေကလည်းအေယာမအကောင်ကြီးတွေဖြစ်နေပြီဒါကြောင့်သူတို့မြူးတဲ့အခါတဝဝတန်နေစူညံနေပြီးတော့မသိရင်ငကားမြူးသူလိုဘာလိုတွေဖြစ်နေရပေါ့ဆိုတော့ဆိုချစ်တို့ဖွဲ့ရလေအဖြေမှန်ကိုတိလိုက်ရှာပြီမလို့ငရဲတွေကိုဘေးမဲ့ဆက်ထားပေးလိုက်ပြီးအင်းစစ်စစ်ပဲပြန်လာလိုက်တာပေါ့ဒီလိုနေနောက်ရက်ကိုရောက်တော့အားလုံးထိုးစံတိုင်းကြောင်းပြတ်တက်တဲ့အချိန်မှာစိုးချစ်တို့တွေစိတ်ရှုပ်စရာကိစ္စတစ်ခုပေါ်ပေါက်လာခဲ့တယ်။အဲ့ဒါကတော့သူတို့ကျောင်းအုပ်ကြီးဟာကျောင်းမှာနေရကဲဆာဆောင်လုပ်ရမယ်ဆိုတဲ့အမိန့်ကြောင့်ပါပဲ။ပြီးတော့အဲ့လုပ်ကိုလေကြပြရီစာရီဝါသနာပါရီစိုးချစ်ကိုပဲအဓိကတာဝန်ပေးလိုက်တာ။ဒီတော့စိုးချစ်တရားဥဆောင်ပြီးတော့လုပ်ရမယ့်လုပ်ကိုကျန်တဲ့တငယ်ချင်းတွေအားလုံးကလည်းဝိုင်းကူရတာပေါ့ရှင်။ဖြစ်ချင်တော့နေရကဲဆာဆောင်လုပ်တဲ့သူတွေထဲမှာသူတို့ရဲ့ရှင်ဒီဆုံးတငယ်ချင်းတွေပြင်မေရီအောင်ဆိုတဲ့မိန်းကလေးတယောက်လည်းပါဝင်လာခဲ့တယ်။မေရီအောင်ဆိုတာကသူတို့နဲ့အတန်းတူတူဖြစ်ပေမဲ့တန်းခွဲမတူတော့သိပ်ပြီးတော့မရင်းနှီးကြဘူးလေ။ဒါဆိုရင်သူကဘာလို့ဒီလိုထဲကိုပါဝင်လာရတာလဲဆိုတော့မေရီအောင်ဟာကျောင်းနေရကဲဆာဆောင်လို့ကိုစိတ်ဝင်စားတဲ့ပြင်ခင်မီတင်းနဲ့လည်းအရန်ရင်းနေရလေ။တကယ်တော့ခင်မီတင်းနဲ့မေရီအောင်ကတန်းခွဲမတူကြပေမဲ့ကျောင်းသွားကျောင်းပြန်အချိန်တွေဆိုရင်အတူသွားနေကြတာပါ။ပြီးတော့ခင်မီတင်းရဲ့တငယ်ချင်းအရင်ကြီးလို့ပြောလို့ရှာတာပေါ့။ဒီနေရာမှာမေရီအောင်ရဲ့အကြောင်းကိုလည်းနည်းနည်းလောက်ပြောပြချင်ပါတယ်။တကယ်တော့မေရီအောင်ရဲ့ပုံစံကအသားဖြစ်ဖြစ်အရက်မြင့်မြင့်နဲ့မြင်သူငေးလောက်တဲ့ရုပ်ရည်မျိုးရှိပါတယ်။ပြီးတော့သူ့သပင်ရှည်လေးထားပြီးတော့အလှပလေးကြိုက်တဲ့သူမလို့အခြားချောင်းသူတွေတဲ့ဆိုင်ပြင်းတဲ့စင်တဲ့တွေဆိုတဲ့အနေထားလေးပေါ့။ဒါကြောင့်လေသူတို့เจ้าမှာမေရီအောင်ကစတားဖြစ်နေတာပေါ့ရှင်။သူကရုပ်လေးလောက်အောင်ဒီမဟုတ်ဘဲနဲ့လေကြီးကလေတော်တော်လာတာ။ဒီတော့เจ้าနေရဲ့ကဲဆာဆောင်တွေမေရီအောင်များကြီးသုံးဝင်နေလေ။သူမှမဟုတ်ပါဘူးကျန်တဲ့တငယ်ချင်းတွေအားလုံးကလည်းကြာရတာဝန်ကိုယူကြတာမလို့သူ့နေရာနဲ့သူသုံးဝင်တယ်လို့ပြောရမှာပေါ့ဒီထဲမှာခင်မေတီတယောက်တည်းပဲဘာလို့လုပ်ရမယ်မသိဘဲနဲ့ရောင်ချချဖြစ်နေတာဖြစ်မှာပေါ့သူ့ရဲ့လေကြီးကလည်းပိန်းချောင်းပေါက်ဖြစ်ပြီးတော့တခုခုရေးလိုက်ရင်လေမိုင်းနေရကများတယ်လေဒီတော့ဘာပဲလုပ်သူ့လုံနေရာတွေကကုညီရမလျှောက်ပဲနှောက်ရှက်နေတယ်လို့မျိုးဖြစ်နေရပါ
ကျတော့စိုးချစ်ကလည်းတိမခံနိုင်တော့ပဲခင်မီတင်းကိုအော်ထစ်လိုက်ပြီးဘာမှကိုမလုပ်ခိုင်းတော့ပါဘူးဒီနေရာမှာသူ့ကိုအော်ရဲသူဟာစိုးချစ်မဟုတ်ပဲအခြားသူတယောက်သားဆိုရင်ခင်မီတင်းနေနဲ့ကက်ကက်လန်အောင်ရန်တွေးလိုက်မိမှာပါဒါပေမဲ့စိုးချစ်ကိုကြတော့သူဟာတစ်ဖက်သက်ချစ်နေရတဲ့သူဆိုတော့ဝန်းနေသွားရုံကလွဲပြီးဒေါသထက်တာရီရန်လို့ချင်တာရီဘာမှမရှိရှာပါဘူးပိုဆိုးတာကသူနဲ့ဆိုရင်အမြဲတမ်းမျက်နှာထားကြီးနဲ့နေတတ်တဲ့စိုးချစ်ဟာမီဒီအောင်နဲ့ဆိုရင်တော့ပြုံးပြုံးရွှင်ရွှင်နဲ့ပဲစကားပြောနေတတ်တယ်ဟုတ်ပါတယ်တကယ်တော့စိုးချစ်ကိုယ်တိုင်ကလည်းမီဒီအောင်ကိုတစ်ဖက်သက်စိတ်ဝင်စားနေတာရှင့်ကျောင်းမှာလာဆုံးလို့ပြောလို့ရတဲ့မိန်းကလေးဟာကျောင်းနေရဲ့ကဲစားဆောင်ပွဲပြီးမှတင်စိုးချစ်ရဲ့ရင်ထဲကိုဝင်ရောက်လာခဲ့ပါပြီတခါတရံမှာဆိုရင်မီဒီအောင်စီရရှာတဲ့ရင်မွေးနဲ့တင်းတင်းလေးကိုတောင်မှတရိယာနေတတ်မိပါသေးတယ်ဖြစ်ချင်တော့သူ့ဥစ္စာမိလို့တဲ့ကျောင်းနေရဲ့ကဲစားဆောင်ကမချစ်မဲ့ဖဲနဲ့လူကြိုက်များသွားပြီးဆရာဆရာမတွေပြင်ကျောင်းအုပ်ကြီးကိုယ်တိုင်ကပါသဘောကျသွားတာပေါ့ဒါကြောင့်နောက်ထပ်အစီအစဉ်တစ်ခုအနေနဲ့ဆရာဆရာမတွေနဲ့တိုင်ပင်ပြီးကျောင်းကပွဲတစ်ခုလုပ်ကြပြန်ပါတယ်အဲ့ကျောင်းကပွဲကိုလေထုံးစံတိုင်းစိုးချစ်ကပဲတာဝန်ယူရပြီးခင်မီတစ်ကတော့အဖြစ်မရှိတဲ့သူဖြစ်နေအသုံးတော်ခံနေရဆဲပါပြီမီဒီအောင်ကကြတော့ရုပ်ကလေးကလည်းလာတာပါတာလေးဆိုတော့ကာဝေးထဲမှာပါတဲ့ဥရှိရိုတော်မိုးကားတဲ့နေရာမှာဒေါ်မိုးနေရာကနေကပြဖို့တာဝန်ကျလာတယ်ဥရှိရိုနေရာကတော့တန်းဦးဆိုတဲ့ပြောင်ဆက်ဆက်ကောင်းလေးကိုရွေးထားလိုက်တာပေါ့အမှန်တိုင်းပြောရရင်ဒီစရုပ်ကတန်းဦးနဲ့တော်လိုက်တာသူကကျောင်းထဲမှာဆိုရင်လူတကာကိုလိုက်ပြီးတော့မျက်နှာပြောင်းနေတဲ့ကောင်မလို့စိုးချစ်ကသူ့ကိုရွေးပြီးတော့ခန့်ထားလိုက်တာကျန်တဲ့ဝိုင်းဝိုင်းတို့နမ်းမွေးတို့ခင်မီတင်းတို့ကတော့ရင်းဖွဲ့တွေမှာပါသွားတာပေါ့ပြောချင်တာကတကယ်စင်ပိုလဲလျှောက်ရောစောစောကဥရွှေရုံလုံးမဲ့တန်းဦးဆိုတဲ့ကောင်ကထဖောက်လာတာပါပဲဒီကောင်ကအပြင်မှာတာလိုက်ပြီးတော့မျက်နှာပြောင်းရတာတကယ်စင်ပေါ်မှာကမယ်ဆိုတော့ဒူးရီတုံပြီးမကရဲဘူးဖြစ်နေဒါကြောင့်စင်ပေါ်တက်ခန့်နေကြမှာအိမ်သားတွေကိုပြေးဝင်ပြီးထွက်မလာရဲတော့တာမလို့စိုးချစ်ကိုယ်တိုင်ပဲဥရွှေရုံကဖို့ဖြစ်လာတာပေါ့တော်သေးတာကဥရွှေရုံနဲ့တော်မိုးကားကိုစိုးချစ်ကိုယ်တိုင်တင်ပေးခဲ့တာမလို့သာအားလုံးကအဆင်ပြေပြေနဲ့တင်ဆက်နိုင်ခဲ့တာပါအောက်ကကြည့်နေကြတဲ့ဆရာဆရာမတွေကလည်းအမြဲတမ်းတည်ငြိမ်နေနေတဲ့စိုးချစ်ကိုအခုလိုပုံစံမျိုးတွေ့ရတော့သဘောတွေကျနေကြတာပေါ့ဆိုတော့တူတူပြောရရင်ကျောင်းကဝေးပြီးမှပဲစိုးချစ်နဲ့မေရီအောင်တို့ရဲ့ဆက်ဆံရေးကအရင်ကားတက်ဆိုင်ပို့ပြီးတော့ရှင်းနေသွားတယ်ဒီလိုနဲ့အချိန်တွေတဖြည်းဖြည်းကုန်လာလိုက်တာအခုဆိုရင်သူတို့အားလုံးတက္ကသိုလ်ဝင်ဆောင်ပွဲဖြေဖို့ချိန်ကိုတောင်မှရောက်လာခဲ့ပါပြီဒါကြောင့်အားလုံးကလည်းအပျော်ပါးလေးတွေကိုခဏရှက်ပြီးကျောင်းစာကိုပဲတဲတဲမဲမဲအောင်စိုက်ကြတာပေါ့ဒါပေမဲ့စိုးချစ်ရဲ့စိတ်ထဲမှာမီဒီအောင်ကိုပဲဆွဲလန်းနေတာမလို့ကျောင်းမပိတ်ခင်မှာသူ့ရဲ့မြတ်တာကိုပြသတဲ့အနေနဲ့တခုခုလုံးမယ်လို့ဆုံးဖြတ်ထားတယ်လေဒါကြောင့်မနေ့စောစောထားပြီးခန်းကော်ပင်ကြီးစီကိုသွားရင်အစောဆုံးပွင့်တဲ့ခန်းကော်ပန်းကိုခုပြီးမီဒီအောင်ကိုပေးမယ်လို့စိတ်ကူးထားလိုက်တယ်ဒါဆိုရင်သူ့ဘက်ကဖွင့်မပြောရသေးပေမဲ့မီဒီအောင်ရဲ့စိတ်ထဲမှာတော့စိုးချစ်ကသူ့ကိုမြတ်တာရှိနေရဲဆိုတာရိပ်မိသွားမှာပဲလေဒီနေရာမှာတကူရှိယာကပန်းမိမယ်ဆိုရင်တောင်သူ့အနေနဲ့ဝင်းထဲမှာမပြီးချင်ဘူးရှင့်ဘာကြောင့်လဲဆိုရင်သူပန်းပြီးတဲ့အကြောင်းကိုတခြားသူတွေမသိစေချင်ဘူးလေတော့ကြတငယ်ချင်းတွေဝိုင်းဟားကြမှာလေစိုးသိရအောင်ဒါကြောင့်ပန်းကိုအရှင်ခူးထားပြီးမီဒီအောင်စီကနေပြန်လာတဲ့အချိန်လောက်မှာစောင့်ပြီးပေးမယ်လို့ဆုံးဖြတ်လိုက်တာပေါ့ဆိုတော့နောက်ရက်မှာမနေ့စောစောထားပြီးတော့သူ့ရဲ့စိတ်ကူးတိုင်းခန်းကော်ပင်ကြီးစီကိုပန်းခုဖို့သွားလိုက်တယ်ဒါပေမဲ့တထိတ်ဆဆိုင်ပဲခန်းကော်ပင်ကြီးပေါ်မှာသူ့တဲ့အရှင်ပန်းခုနေတဲ့သူတယောက်ကိုတွေ့လိုက်ရတော့အံ့ဩသွားတာပေါ့ဒီတော့မှအိတ်ပန်းခုနေတဲ့သူကိုကြည့်လိုက်တော့သူနဲ့တန်းနေသားဖြစ်တဲ့မြင့်ကြည်ဆိုတဲ့ကောင်ကိုတွေ့လိုက်ရတယ်အကျိုးကြောင့်မေးကြည့်ရောမြင့်ကြည်ကလည်းသူ့လိုပဲကောင်မလေးတယောက်ကိုပန်းပေးခြင်းလို့မနဲ့စောကြီးထပြီးတော့ပန်းခုနေရလို့သိလိုက်ရှာပါ යි အမှန်တိုင်းပြောရရင်မြင့်ကြည်ကလည်းမီဒီအောင်ကိုတစ်ဖက်တည်းကြိုက်နေတာပါဒါကိုစိုးချစ်ကမသိပဲအခြားကောင်မလေးကိုပေးမယ်ထင်ပြီးတော့အေးစစ်စစ်ပဲနေလိုက်တာပေါ့ဒီလိုနဲ့နှစ်ယောက်သားရေတွင်းအုပ်ခုံမှာထိုင်ဆောင်နေတော့ဈေးကနေပြန်လာတဲ့မီဒီအောင်ကိုလှမ်းမြင်လိုက်ရတယ်ပြဿနာကမီဒီအောင်တယောက်ထဲလာတာမဟုတ်ပဲသူ့ဘေးမှာခင်မီတင်းကလည်းအဖော်လိုက်လာတာပုံစံချင်းပြောရမယ်ဆိုရင်တော့မီဒီအောင်ကလှတပတာဖြစ်ပြီးခင်မီတင်းကတော့ကပိုးပယိုနဲ့မပြင်းတဲ့မစင်တဲ့ပုံစံလေးဖြစ်နေရင်ဒီတော့သူတို့နှစ်ယောက်ကိုရုတ်တရက်ကြည့်လိုက်ရင်ခင်မီတင်းရဲ့ပုံစံကတတိသမီးနောက်ကလိုက်လာတဲ့အိမ်ပေါ်မလေးတယောက်ရဲ့ပုံစံဖြစ်နေတာပေါ့ဒီမှာနေမြင့်ကြီးကရုတ်တရက်ထပြီးမီဒီအောင်စီကိုသွားရင်လက်ထက်ကန်းကော်ပင်ကိုမြစ်တာလက်ဆောင်နေနဲ့ပေးလိုက်ပါတော့ဖြစ်ချင်တော့ခန်းကော်ပန်းခရီးစီဖြစ်တဲ့ခင်မီတင်းဟာစိုးချစ်ရဲ့လက်ထက်ကပန်းကိုလည်းမြင်ရောအရန်ကိုလိုချင်သွားပြီးဘသူ့ကိုပေးမလို့လဲလို့မေးလိုက်ပါလေရောဆိုတော့မိတ်ဆွေတို့စဉ်းစားကြည့်ပါမိန်းကလေးနှစ်ယောက်လာတာကိုယောက်ျားလေးနှစ်ယောက်ကပန်းကိုစီကန်ပြီးစောင့်နေကြတယ်ပြီးတော့မြင့်ကြီးကလည်းမီဒီအောင်ကိုခန်းကော်ပန်းပေးပြီးသားဖြစ်တဲ့ပြင်ခင်မီတင်းကပါဒီလိုပြောလာတော့
စိုးချစ်လည်းရုတ်တရက်ဘာလို့လုပ်ရမယ်မသိအောင်ဖြစ်သွားတာပေါ့ဒီမှာရင်မြင့်ကြီးကစိုးချစ်ရဲ့လက်ထက်ကပန်းကနင့်တွက်ဖေးလို့ဝင်ပြောလိုက်တော့ဇလန်းကပြက်ရောပေါ့ဒါကမြင့်ကြီးနေနဲ့တမင်ရုပ်မာတဲ့စိတ်နဲ့ပြောတာတော့မဟုတ်ပါဘူးအရှင်တွေကခင်မေတင်ဟာစိုးချစ်ရဲ့အပေါ်မှာတစ်ဖက်သက်ကြိုက်နေရဲဆိုတာတချောင်းလုံးသိကြတယ်လीပြီးတော့စိုးချစ်နဲ့ခင်မေတင်ကိုလည်းတငယ်ချင်းတွေကဝိုင်းစားနေကြတာဆိုတော့မြင့်ကြီးကလည်းစိုးချစ်ရဲ့လက်ထက်ကပန်းဟာခင်မေတင်အတွက်လို့ပဲထင်သွားတာပေါ့ဒီမှာရင်ခင်မေတင်ကလည်းစိုးချစ်ရဲ့လက်ထက်ကခန်းကော်ပန်းကိုယူလိုက်တော့အလွဲကြီးလွဲသွားပြီပေါ့ဒီဖြစ်တွေဖြစ်ပြီးနောက်ခင်မေတင်ဟာစိုးချစ်တရားသူ့ကိုကြိုက်နေရလို့ပဲထင်နေရှာတာပါဒါကြောင့်အကြောင်းမရှိကြောင်းရှာပြီးတော့စိုးချစ်ရဲ့အိမ်ကိုဆလာမီးတွေဆိုတဲ့အကြောင်းပြချက်နဲ့ခဏတိုင်းရောက်လာတယ်လीစိုးချစ်ကတော့လူလဲသွားလို့စိတ်ညစ်နေတဲ့ပြင်ခင်မေတင်ကမှဒီလိုထားရီပေးနေတော့အတော်လေးစိတ်ရှုနေတာပေါ့ရှင်ပိုးဆိုရာကတငယ်ချင်းတွေကပါသူတို့နှစ်ယောက်ကြောင်းတည်သွားပြီးတော့ဘေးတီးပြီးနေကြတော့ဘလို့ရှင်းပြမှန်းကိုမှမသိတော့ပါဘူးဒီလိုနဲ့စာမွေးဖြေပြီးလို့အေးစစ်စစ်ဖြစ်တဲ့အချိန်မှာတော့စိုးချစ်တွေတရင်ကောင်းတစ်ခုကြားလာရှာရီအဲ့ဒါကတော့မြင့်ကြီးဟာမီဒီအောက်ကိုဆက်မလိုက်တော့ဘူးဆိုတဲ့သတင်းမှာပဲဒီကောင်ကအစကတော့မီဒီအောက်ကိုတဲတန်ပိုးပန်းနေတာပဲဒါပေမဲ့ဒီနေ့မီဒီအောက်ကိုရဲစကားလိုက်ပြောတဲ့အချိန်မှာရုတ်တရက်ခွေးချေးပုံကိုတက်နေမိတယ်ဆိုပဲသူကတော့သူ့စောနဲ့သူမို့ခွေးချေးနေမိတာမသိပေမဲ့မီဒီအောက်နေနေကအနဲ့နေနေလို့မြင့်ကြီးကိုပြောလိုက်မှသာဟိုကောင်လေးရှက်ပြီးတော့ထွက်ပြေးသွားတာပါနောက်ပိုင်းနေမှာမီဒီအောက်ကသူ့ကိုမြင်ရင်ကိုပြုံးစီစီဖြစ်နေလို့အာဟာခင်ရမှာစိုးရနေရင်ဆက်မလိုက်တော့ဘူးပေါ့ဒါကစိုးချစ်တော့တရင်ကောင်းပါပဲသူ့အနေနဲ့မီဒီအောက်ကိုချစ်ခွေပန်လို့ရှာပြီလေဒီလိုနေထားမှာမီဒီအောင်ကခင်မီတင်ရဲ့အကြောင်းကိုမေးလာခဲ့ရင်လေအဖြစ်မြင်နေရှင်းပြလိုက်မယ်လို့ဆုံးဖြတ်ထားတာပေါ့ဒီတော့သူ့ရဲ့စိတ်ကူးတိုင်းပဲရီးစားစာကိုကြပြဆန်ဆန်လေးရှိလိုက်ပြီးစာရင်းမှာတောင်မှမီဒီအောင်ရဲ့နာမည်ကိုမေလို့ရည်ညွှန်းပြီးတော့ဖွဖွနွဲ့နွဲ့လေးရေးသားထားလိုက်ပါသေးတယ်ပြီးမှစာရွက်ကိုအင်ကြီးအိတ်ထောင်ထဲမှာတိတ်ချချိတ်ပြီးတော့မီဒီအောင်ဈေးပြက်လာမယ့်လမ်းကနေစောင့်နေလိုက်တာပေါ့ဒါပေမဲ့ကန်ဆိုးကျင်တော့အိတ်နေမှာမီဒီအောင်တယောက်စိုးချစ်စောင့်နေတဲ့လမ်းကနေပေါ်မလာခဲ့ပါဘူးဒီတော့စိုးချစ်နေနဲ့ကလည်းစာကိုနောက်ရက်မှပေးမယ်လို့ဆုံးဖြတ်ပြီးတော့အိမ်ကိုပြန်လာခဲ့လိုက်ပါရီသူအိမ်ကိုပြန်လာတဲ့လမ်းမှာပဲကျော်စင်ဦးတို့နဲ့တွေ့ပြီးတော့ချင်းခက်ဖို့တင်းခေါ်တာကြောင့်သူလည်းမငင်းတာတော့ပဲနဲ့လိုက်လာခဲ့လိုက်တာပေါ့ဆိုတော့မီဒီအောင်ကိုရေးသားစာပေးမယ်နေမှာမပေးဖြစ်တော့ပဲနဲ့ကျော်စင်ဦးတို့နဲ့တူတူချင်းခက်ရင်ကျော်စင်ဦးရဲ့အိမ်မတင်အေချိုးပြီးမှပြန်လာခဲ့လိုက်မိဒီလိုနဲ့နောက်ရက်ကိုရောက်တော့သူလည်းအစာပိုင်းကစိတ်ကူးထားတဲ့အတိုင်းမီဒီအောင်ရေးသားစာပေးမယ်လို့ဆုံးဖြတ်ပြီးမနေ့ကအင်ကြီးထဲမှာကြံခဲ့တဲ့စာလေးကိုလိုက်ရှာတာပေါ့ပြဿနာကစာအင်ကြီးထဲမှာမရှိတော့ပဲဘယ်နာကြကြံခဲ့မယ်မသိတော့ပါဘူးဒါနည်းနည်းတော့ပြဿနာရှိရဲ့ရှင်စာချင်းဝိုင်းမှာကြားခဲ့တာဖြစ်ဖြစ်ကျော်စင်ဦးရဲ့အိမ်မှာကြားခဲ့တာဖြစ်ဖြစ်တရားကဖောက်ပြီးတော့ဖတ်လိုက်ရင်အကုန်သိသွားမှာစိုးရတယ်လीအမှန်တော့သူ့အနေနဲ့မီဒီအောက်ကိုကြိုက်နေတဲ့ဆိုတဲ့အကြောင်းကိုတကယ်ချင်းနေနဲ့တိုင်ပင်လို့ရှာပါတယ်ဒါပေမဲ့စိုးကြည်ရဲ့စိတ်ကဒီလိုကိစ္စမျိုးဆိုရင်ဘယ်သူမှကိုမှမတိုင်ပင်ချင်တာပါအခုတော့စာကကြောက်ပြောက်သွားပြီဆိုတော့တရားရောက်ကသာမြင်သွားရင်မကောင်းတော့ဘူးလीဆိုတော့စိုးချစ်ကလည်းချင်းဝိုင်းနဲ့ကျော်စင်ဦးတို့အိမ်ကိုသွားပြီးတော့စာပြောက်ရှာပုံတော့ကိုဖွင့်ရတာပေါ့ရှင်ကျော်စင်ဦးကတော့သူရောက်လာချင်းစာလာရှာလာလို့တမ်းမိလိုက်တာမလို့စိုးချစ်လည်းမလင်းချင်တော့ပဲဟုတ်တယ်လို့ပြောလိုက်ပြီးတော့စာကိုပြန်တောင်းလိုက်တယ်ပြဿနာကကျော်စင်ဦးကစာကိုတက်ဆိုင်သူစီကိုပို့လိုက်ပြီလို့ပြောတာမလို့သူလည်းမျက်စိလဲသွားပြီးတော့ဘသူစီကိုပေးလိုက်တာလဲလို့ပြန်မေးလိုက်မိရဲ့အမှန်တော့ကျော်စင်ဦးကစာကိုဖောက်ဖက်လိုက်ပြီးတော့စာရင်းမှာရည်ညွှန်းထားတဲ့မေဆိုတဲ့ကောင်မလေးကိုမီဒီအောင်လို့မထင်မိခင်မီတင့်လို့ထင်သွားတာရှင်ဒါကြောင့်စိုးချစ်ကိုယ်တိုင်ပေးရမှာဆိုရင်ချီတုံချတုံဖြစ်နေမှာဆိုလို့စာအုပ်မနေ့ကညနေကပဲဝဝိုင်းနှုတ်ကနေတဆင့်ခင်မီတင့်ကိုပေးပြီးသွားပါပြီအကျိုးချောင်းကိုသိသွားတဲ့စိုးချစ်ကတော့ကျော်စင်ဦးရဲ့စကားကိုလေးကြားရောချက်ကြီးလေလိန်ထားသလိုဖြစ်သွားတယ်ဟုတ်ပါပြီပထမတစ်ခါပန်းပေးတဲ့ကိစ္စကရှင်းရင်ရနိုင်ပေမယ့်ဒီတစ်ခါစာပေးတဲ့ကိစ္စကတော့ရှင်းလို့မရတော့ဘူးလေပိုဆိုးရာကသူတို့စကားပြောနေကြတော့မှပဲဝိုင်းနဲ့နန်းမွေတို့ရောက်ချလာပြီးခင်မီတင်စီကပြန်စာရလာပြီဆိုတဲ့အကြောင်းပြောလာကြတာပါပဲစာထဲမှာပါတဲ့အကြောင်းအရာတွေကတော့အားလုံးခံမှန်းထားသလိုပဲခင်မီတင်ဘက်ကနေလဲစိုးချစ်ကိုချစ်ပါတယ်ဆိုတဲ့အကြောင်းအရာတွေပဲပေါ့ဆိုတော့အခုနေရှင်းပြနေလို့လေဘာမှမထူတော့ပါဒီလိုနေထားမှာသူကသာထရှင်းလိုက်ရင်ခင်မီတင်တယောက်ဘလောက်တောင်မှရှက်သွားမလဲဆိုတာတွေ့ရင်မရှင်းပြတော့ဘူးပေါ့ရှင်ဒီလိုနေစေတဲ့အောင်စီးနေထွက်လာတော့စိုးချစ်ကမြမစာဂုံတို့ပါတယ်လို့ကျော်စင်ဦးကလည်းတင်ချဂုံတို့ပါလာတယ်မင်းတီဟာရဲ့ဝမ်းဝမ်းရဲ့နမ်းမွေးရဲ့ကတော့ယူယူပဲအောင်တာပါထူးဆန်းတာကဘသူမှမထင်ထားတဲ့ခင်မီတင်ကတင်ချာနဲ့ယူပပြီးတော့ဂုံတို့နှစ်ခုတောင်မှပါလာခဲ့တာပါပဲအမှန်တိုင်းပြောရရင်ခင်မီတင်ကစာတော်ရဲ့ထဲမှာမပါတာမလို့သူဆောင်မွေးကြရင်တောင်မှဘသူကမှအံ့ဩကြမှာမဟုတ်ပါ
အခုတော့သူကစောင်းမွေးမကြတဲ့ပြင်ဂုံနုနှစ်ဖာသာတောင်မှပါရဲဆိုတော့အားလုံးတွေအောင်းစရာကြီးဖြစ်သွားတာပေါ့ဒါကြောင့်တငယ်ချင်းတွေကသူ့ကိုဝိုင်းမိကြတော့ခင်မတင်ကလေသူစာညက်နာကိုစိုးချစ်ကမကြိုက်ဘူးတင်လို့စူးစမ်းခဲ့တာပါလို့ပြန်ပြောတယ်လीဆိုတော့သူခုလိုဂုံနုနှစ်ခုပါတာဟာစိုးချစ်ညွညင်မှာဆိုလို့စူးစမ်းခဲ့တာလို့အဖြေထွက်လာတယ်ပြဿနာကစိုးချစ်နဲ့သူဟာရီးစားရီသားဖြစ်နေတာအခုဒီနှစ်ယောက်တည်းအေးစစ်စစ်မတွေ့ဘူးသေးပါဘူးတငယ်ချင်းတွေအတူစုံမသာစိုးချစ်ကိုတွေ့ခွင့်ရှာတာလေအဲ့ဒီလိုစုံတဲ့လေစိုးချစ်ဟာသူ့ပေါ်မှာဟဲ့ပက်ပက်မရှိပေမဲ့ခင်မီတစ်ကတော့စိုးချစ်ရဲ့ပုံစံကိုကဒီလိုဖြစ်နေပြီးအရှိတ်ကြောက်ကြီးနေရလို့ဖြည့်တွေးပေးခဲ့ရှာပါတယ်ဒီလိုနဲ့တငယ်ချင်းတွေတူတူစာမွေးဝဲအောင်လာကြပြီးတက္ကသိုလ်တက်ရတော့မယ့်အချိန်မှာလူစုကဲသွားဖို့အတွက်အကြောင်းဖန်လာခဲ့တယ်စိုးချစ်ကတော့သူဝါသနာပါတဲ့ကြပြရီစာတွေရေးချင်တာကြောင့်မြန်မာစာအဓိကကိုယူလိုက်ပြီးကျော်စင်ဦးနဲ့မင်းတီဟာတို့ကတော့ယူပဗေဒကိုယူလိုက်တာပေါ့မိန်းကလေးတွေဖြစ်တဲ့ဝိုင်းဝိုင်းနှံမွေးဟာစီဝိုင်းတက္ကသိုလ်ကိုရောက်သွားပြီးခင်မီတင်ကတော့အမှတ်ကောင်းတာမလို့စက်မှုတက္ကသိုလ်မှာဘိသုကပညာရပ်ကိုတက်ခွင့်ရသွားပါပြီမေရီအောင်ကလည်းအမှတ်ကောင်းတာမလို့တောဘက်ဆိုင်ရာစီးတက္ကသိုလ်ကိုတက်ခွင့်ရသွားတယ်ရှင်ဆိုတော့အားလုံးကတက္ကသိုလ်ကျောင်းသူကျောင်းသားတွေဖြစ်သွားပြီဆိုတော့အရင်လိုတူတူကျောင်းသွားကျောင်းလာခွင့်မရှိတော့ဘူးလေဆိုချစ်ကတော့ခင်မီတင်ရှိတဲ့စက်မှုတက္ကသိုလ်တွေကိုဘယ်တော့မှမသွားခဲ့ပါတခါတော့ကကျော်စင်ဦးဟာအတင်းခေါ်လို့သာတစ်ခေါက်ပဲသွားခဲ့တာပါချောက်လေခင်မီတင်ဟာသူ့စီကိုလာလို့ဆိုပြီးအရန်ဝမ်းသာခဲ့တယ်ရှင်နောက်တော့ဆိုချစ်ဟာသူတို့ကျောင်းကိုလုံးဝမလာတော့တာမလို့ခင်မီတစ်ကပဲစိုးချစ်ရှိတဲ့ကျောင်းတွေကိုလာရတာပေါ့မီရီအောင်ကတော့တခါတလေမှဆိုရင်ခင်မီတစ်စီကိုလာတတ်တယ်လို့ဝိုင်းဝိုင်းတို့နမ်းမွေးတို့စီကိုလည်းအလေလာတတ်ပါသေးတယ်ပြဿနာကစိုးချစ်ပါပဲသူဟာကျောင်းလေးကိုမိန်းကလေးဖြစ်တဲ့ခင်မီတစ်ကိုယ်တိုင်လာတော့မှစကားပြောချင်တာလို့မပြောချင်တာလို့ဖြစ်နေတာပါဒီနေရာမှာတခုပြောချင်တာကတက္ကသိုလ်ရောက်ပြီးနောက်ပိုင်းခင်မီတစ်ရဲ့ပုံစံပါပဲအရှင်တော့ကတော့ခင်မီတင်ဟာအသားညိုတဲ့ပြင်မပြင်းတဲ့မစင်တဲ့နဲ့ကပိုကယိုနေခဲ့တာမလို့ရိုလေးကလည်းစုတ်တီးစုပ်ပြက်လေးဖြစ်နေရလေပြီးတော့သပင်ကြီးကိုလည်းဒုကောက်ကွေးလောက်ထိအရှိထားပြီးတော့စက်ချမီကျစ်ထားတော့တောသူပုံလုံးကြီးဖြစ်တာပေါ့အခုတော့ခင်မီတင်ရဲ့ပုံစံကအရင်ကနဲ့လုံးဝမတူတော့ပါဘူးလူကလည်းတက္ကသိုလ်ကျောင်းသူအပြိုကြီးပါဖြစ်လာတော့ကလုံးလေးကဖွင့်လာပြီးသပင်တွေကိုလည်းကြောလင်လောက်ထိညှက်ပြစ်လိုက်ပါပြီပြီးတော့အဝတ်စားကစားပြင်းတဲ့စင်တဲ့လေးဖြစ်လာတော့ခင်မီတင်ရဲ့ပုံစံဟာအသားညိုစိမ့်စိမ့်လေးနဲ့အတော်ကိုမှလှလာတာဒီနေရာမှာမေရီအောင်ရဲ့အလားကရုတ်တရက်မြင်လိုက်တာနဲ့ထင်းကနေဖြစ်သွားစေတဲ့အလားမျိုးဆိုရင်ခင်မီတင်ရဲ့ပုံစံဟာညိုစိမ့်စိမ့်လေးနဲ့ကြည်လီလာနေဆိုတဲ့အနေထားပါပြဿနာကသူဘလောက်ပဲလှအောင်နေစိုးချစ်ကတော့သူ့ပေါ်မှာမတုံမလုပ်ပုံစံမျိုးနဲ့ပဲဆက်ဆံနေကြရလေဆိုတော့ဒီလိုဖြစ်တာတစ်ခါမဟုတ်နှစ်ခါမဆိုတော့ခင်မီတင်ကလည်းစိုးချစ်ကသူ့ကိုချစ်နေရဲဆိုတာဟုတ်မဟုတ်ရဲ့လားလို့တန်တရားဝင်လာတယ်ဒါကြောင့်တငယ်ချင်းတွေကိုဖွင့်ပြီးတော့တိုင်ပင်ကြည့်တော့တငယ်ချင်းတွေကလည်းစိုးချစ်ရဲ့ပုံစံကိုတန်တရားဝင်လာကြတယ်အမှန်တိုင်းပြောရရင်ဘလောက်ပဲတည်ငြိမ်တဲ့သူဖြစ်ဖြစ်ရှက်တဲ့သူဖြစ်ဖြစ်ကိုချစ်သူကိုတွေ့ရင်မျက်နှာလေးကတော့ရှင်ပြုံးနေရမယ်မဟုတ်လားအခုကခင်မီတင်ကိုယ်တိုင်သူ့เจ้าလေးကိုလိုက်လာတာတောင်မှမကြိုက်တဲ့ပုံစံတွေဖြစ်တော့အကုန်လုံးကလည်းတန်တရားဝင်လာကြတယ်သူတို့တွေအဲ့လိုတန်တရားဝင်နေတော့မှပဲတနေ့မှာတော့မီဒီအောင်တယောက်စိုးချစ်တို့ရဲ့เจ้าကိုအလေလျှောက်လာတာနဲ့ကြုံလိုက်ပါလေရောဒီကေတော့မီဒီအောင်ဟာစိုးချစ်စီလာတာမဟုတ်ဘဲနဲ့ဝိုင်းဝိုင်းနဲ့နမ်းမွေးတို့စီကိုလာတာပါဒါပေမဲ့သူတို့ကမတွေ့တာကြောင့်တယောက်တည်းပြန်လာနေတော့မှလက်မောင်စိုးချစ်နဲ့တွေ့တာပေါ့ဒီတော့စတိတ်မာကလေးကចောင်းတူတူတက်ခဲ့တဲ့တငယ်ချင်းတွေမလို့မီဒီအောင်ကပဲစပြီးတော့သူ့ကိုကြော်လိုက်ဝေချူခလိုက်တယ်စိုးချစ်ကလည်းမမျှော်လင့်မဲနဲ့မီဒီအောင်ကိုတွေ့လိုက်ရှာတာမလို့ရုတ်တရက်ဝမ်းသာသွားပြီးတော့သူပြောတဲ့အတိုင်းကျောင်းထဲမှာရှိတဲ့ကြော်ဆိုင်တစ်ဆိုင်မှာအကြော်လိုက်ကျွေးလိုက်တယ်။နှစ်ယောက်သားမတွေ့တာကြားတဲ့ပြင်ရှီအောင်နောက်ဖြစ်တွေပြောကြတာမလို့စကားဝိုင်းလေးဟာဆူဆူပြေပြေဖြစ်နေကြသလိုစိုးချစ်ကိုယ်တိုင်တောင်မှရှီမောမောနဲ့စကားတွေပြောနေတဲ့အထိဖြစ်လာခဲ့တယ်။တက်ဆက်ဆန်ပဲသူတို့လိုစကားပြောနေတဲ့အချိန်မှာကျောင်းထဲကိုခင်မီတင်ရောက်လာတာနဲ့ကြုံလိုက်ပါလေရောလား။ဒီမှာတင်ခင်မီတင်ရဲ့စိတ်ထဲမှာသူတို့နှစ်ယောက်ကိုကြည့်ပြီးတော့တမျိုးကြီးခံစားလိုက်ရတယ်။ဟုတ်ပါတယ်။သူနဲ့ဆိုရင်စကားတောင်မှမပြောချင်တဲ့စိုးချစ်ဟာအခုမီဒီအောင်နဲ့ကြတော့ပြုတ်ပြုတ်ရွှွှွှနဲ့စကားတွေပြောနေကြရလေဒါကြောင့်စိတ်ထဲမှာတော့ခံစားလိုက်ရပေမဲ့ဟဲ့မပြက်ဖင်းနဲ့သူတို့နှစ်ယောက်ထိုင်နေတဲ့အကျော်ဆိုင်လေးကိုလမ်းဝင်သွားလိုက်မိမီဒီအောင်ကတော့ဘာမှမသိပါဘူးသူကတော့ထုံးစံတိုင်းစားနာပြီးတော့ပြန်သွားတာမလို့နောက်ပိုင်းမှာစိုးချစ်နဲ့ခင်မီတင်နှစ်ယောက်ပဲကြံခဲ့တော့တာပေါ့ဒီလိုနဲ့နှစ်ယောက်သားအိမ်ပြန်လာတဲ့လမ်းမှာခါတိုင်းစကားများတဲ့ခင်မီတင်ဟာတိတ်ဆိတ်နေတယ်လို့စိုးချစ်ကလည်းခင်မီတင်နဲ့ဆိုရင်စကားမပြောချင်တာမလို့ထုံးစံတိုင်းပဲတိတ်ဆိတ်နေတယ်လေအပြန်လမ်းမှာရှိတဲ့ခန်းကော်ပင်ကြီးရှောက်မှာတော့ခင်မီတင်တယောက်ဘလို့မှမနေနိုင်တော့ပဲစိုးချစ်ကိုသူ့ကိုမချစ်ဘူးမလားလို့မေးလိုက်မိရဲ့ဒါပြင်
နင်းချစ်နေတာကမီဒီအောင်ကိုမလာလို့ထက်မိလိုက်တော့စိုးချစ်တရားအတော်လက်သွားတယ်ပြီးတော့နှစ်ပေါင်းများစွာဖွက်ထားတဲ့အရာကိုခင်မီတင်သိသွားပြီထင်ပြီးတော့နင်ဘလို့လို့သိရလဲလို့ပြန်မိလိုက်တော့ဇလန်းကပြည့်ရောပေါ်ရှင်တကယ်တော့ခင်မီတင်ကလည်းအတက်သိလို့မဟုတ်ဘဲနဲ့စိတ်ထဲတန်တရားရှိလို့သာမိလိုက်တာပါသူတို့ဒီလိုမိတဲ့အချိန်မှာစိုးချစ်ကမဟုတ်ပါဘူးနင့်ကိုချစ်တာပါလို့ဖြေလိုက်ရှုံနေတဲ့အဆင်ပြေနိုင်ပါ යි ဒါပေမဲ့စိုးချစ်ဘက်ကလည်းခင်မီတင်ကရုတ်တရက်ကြီးထားမိလိုက်တာမလို့ပါဇက်ကယုံထွက်သွားတော့အပြေမှန်ကိုဝန်ခံလိုက်တယ်လို့မျိုးဖြစ်သွားတာပေါ့ဆိုတော့ဒီချိန်လေးထိရောက်မှတော့မထူးတော့ဘူးဆုံးဖြတ်ပြီးစိုးချစ်ကလည်းကငေါ့ပန်းပေးတဲ့နေရာကနေစပေးတဲ့နေရာထိလွှဲခဲ့တဲ့အကြောင်းတွေကိုပြောပြမိလိုက်တယ်ခင်မီတင်ကတော့သူပြောတာတွေကိုနားထောင်ပြီးတော့ချုံဝဲချငိုပါလေရောလားအမှန်ဆိုရင်ခင်မီတင်အနေနဲ့ကလည်းသူ့ဘက်ကချစ်နေတာမှန်မေစိုးချစ်ကသူ့ကိုပြန်မချစ်ဘူးဆိုရင်တောင်ရှက်စရာမကောင်းသေးပါအခုဟာကသူများနဲ့လွဲပြီးချေးဆိုခင်ရတဲ့ပြင်သူကိုယ်တိုင်ကလည်းစိုးချစ်ကိုသူချစ်တယ်လို့ထင်ခဲ့တာမလို့ခင်မီတင်ဘက်ကတွေးရင်ဒီကိစ္စဟာအတော်ကိုမှရှက်စရာကောင်းပါရီသူကတော့စိုးချစ်နဲ့ချစ်ခွင့်ရလို့အရန်ကိုမှပြောနေခဲ့ပြီးဘဝမှာတောင်းတဆုံးရာကိုရှားခဲ့ပြီလို့ထင်ထားခဲ့တာပါကြာရင်မေအခုဖြစ်မှန်တွေကိုသိလိုက်ရှာတော့စိတ်ကူးထားတွေအားလုံးသွားပြီပေါ့ခင်မီတင်ဟာစိုးချစ်ကိုဘလောက်တောင်ချစ်တယ်လေဆိုရင်အခုသူတက်နေတဲ့ဘိသုကာပညာနဲ့တောင်မှသူနဲ့စိုးချစ်တို့အတူနေမဲ့အိမ်လေးကိုအလှပဆုံးခန်းစားဆုံးဖြစ်အောင်ဆောက်လုပ်မယ်လို့ဆုံးဖြတ်ထားတာပါအခုတော့အဲ့ဒီအရာတွေအားလုံးဟာတဲတဲ့ရည်သွန်းဖြစ်သွားသလိုမျိုးဖြစ်သွားပြီပေါ့ရှင်ဒီလိုနဲ့နောက်ရက်ကိုရောက်တော့ခင်မီတင်ဟာအိမ်မှာမနေတော့ပဲစက်မှုတက္ကသိုလ်နဲ့နေတဲ့အဆောင်တစ်ဆောင်မှာပြောင်းလိုက်တယ်ဒါပြင်သူ့ကိုဖျောင်းပြဖို့လာတဲ့တငယ်ချင်းတွေကိုလည်းလုံးဝတွေ့မခံတော့ဘူးရှင်သူ့အနေနဲ့အဆက်ကြီးဆက်သွားတာမလို့သူ့စီကိုဘယ်တငယ်ချင်းမှမလာခိုင်းတော့ပဲတကယ်လို့တားနေတဲ့ကြားကနေလာမယ်ဆိုရင်ကျောင်းကနေထွက်ပြစ်မယ်ဆိုတဲ့အထိထည့်ပြောလိုက်ပါရီဆိုတော့တငယ်ချင်းတွေကလည်းခုဖြစ်မှန်ကိုသိရပြီးတော့ခင်မီတစ်တွေစိတ်မကောင်းဖြစ်ကြသလိုစိုးချစ်တွေလည်းစိတ်မကောင်းဖြစ်ကြတာပေါ့အဲကြားထဲမှာမီဒီအောင်ကဘေကဘလို့သတင်းကြားတာလည်းမသိဘူးသူတို့ဖြစ်တဲ့သတင်းကိုကြားပြီးခင်မီတစ်စီကိုကြိုးကြောင်သွားမိပါသေးတယ်ဒါပေမဲ့ခင်မီတစ်ကလုံးဝတွေ့မခံတာကြောင့်သူလည်းလက်လျှော့ပြီးတော့ပြန်လာခဲ့ရတာပေါ့ဆိုတော့အပြစ်ပြက်နဲ့နှာခေါင်းသွေးထွက်ပြီးနောက်မှာတော့အရှာအလုံးဟာအရင်ကလိုမျိုးပျော့စရာမကောင်းတော့ပါတခုရှိတာကငယ်တငယ်ချင်းဆိုတဲ့တန်ရုံးစင်ရှင်လေးကြောင့်ကျော်စင်ဦးနဲ့ဝိုင်းဝိုင်းကအကျွေးတွေဖြစ်သွားကြတဲ့ပြင်တရားနဲ့နံမွေးကလည်းအကျွေးလေးတွေဖြစ်သွားကြပါရီအခုတော့ငယ်ဘဝကိုလွတ်မြောက်လာကြပြီမလို့အားလုံးဟာအလုတ်ကန်ကိုစီနဲ့ဖြစ်လာကြပြီးစောစောကတငယ်ချင်းတွဲလေးတွေကလည်းကိုစီအိမ်အောင်ကြကုန်ကြပါပြီခင်မီတင်းကလည်းဈားထဲမှာဘသူနဲ့မှမဆက်သွယ်တော့ပဲကျောင်းဆောင်ကိုပဲအတင်းကြိုးစားပြီးတော့ကျောင်းပြီးရနဲ့နိုင်ငံသားကိုထပ်သွားတော့မယ်လို့ဆိုရင်ပြဿနာဆိုးချစ်ပါပဲအရှင်တုန်းကသူဟာမီဒီအောက်ကိုချစ်ခဲ့ပေမဲ့အခုသူ့စိတ်ထဲမှာဘလို့မှကိုချစ်မရတော့ဘူးလေရှင်ပိုဆိုးတာကခင်မီတီတယောက်အိမ်အောင်ပြုတော့မယ်ဆိုတဲ့သတင်းကိုကြားပြီးမှပဲလူကတခါမှမခံစားဘူးတဲ့နာကျင်ဆုံးရှုံးမှုတရက်ကိုခံစားလိုက်ရတယ်ဒီမှာရင်သိလိုက်ရတာကသူဟာခင်မီတီကိုဆွဆွဲလန်းလန်းချစ်မိနေပြီဆိုတာပါပဲဒါပေမဲ့အရှာအလုံးဟာနောက်ကျသွားပြီလေနောက်သားဆိုတာမျိုးကလည်းဘယ်တော့မှကြိုတင်ပြီးတော့တိတက်တဲ့အရာမျိုးမဟုတ်ခဲ့ပါဘူးအခုတော့ဒီဖြစ်ရက်တွေဟာနှစ်ပေါင်း20ကြာပြီဖြစ်တယ်လို့အားလုံးကလည်းကိုယ့်ဘဝနဲ့ကိုယ်ဒီတက်တန်လေးဖြစ်နေကြပါပြီခင်မီတင်းကသူ့အိမ်ကသဘောတူတဲ့သူနဲ့လက်ထပ်ပြီးနောက်နိုင်ငံသားကိုထပ်သွားတယ်လို့မီဒီအောင်ကလည်းចောင်းပြရနဲ့နိုင်ငံသားကိုထပ်သွားခဲ့တယ်ဆိုချက်ကတော့ညနေတိုင်းဆိုရင်အရက်ကလေးတများများနဲ့တပုံးမှာ900တောင်မရတဲ့ကြပြားတွေကိုရှိပြီးကြပြားဆရာတယောက်ဖြစ်လာခဲ့တာပေါ့သူကအမရီညီမတွေရှိရမလို့သူ့တကူစားအတွက်နေစရာစားစရာကိစ္စမပူရဘူးလေဒီတော့ငွေကြေးကိုအဓိကမချပဲသူကနာပါတဲ့ကြပြလေးတွေကိုရှိပြီးမဂဇင်းထဲမှာပါနေုံနဲ့ကျင်းနေခဲ့တာပါတခါတလေတငယ်ချင်းတွေကလည်းသူ့စီရောက်လာပြီးအဖွဲလိုက်ဆုံးကြတဲ့အခါမျိုးတွေလည်းရှိတတ်ပါသေးတယ်ဒီလောက်ပါပဲသူ့ဘဝကမနဲ့အရာချမီဖြစ်တယ်လို့နေဖြစ်တယ်လို့စားရက်တောက်မီကြပြရင်းမေဆိုတဲ့တန်တရားထဲမှာပဲပြိမိနေခဲ့တာပါဒါပေမဲ့ဒီနေ့မှာတော့သူ့စီကိုထူးဆန်းတဲ့စားတစ်ဆောင်ရောက်လာခဲ့တယ်စားကလည်းဩစတြေးလျကလာတဲ့စားဖြစ်တာမလို့စိုးချစ်လည်းအံ့ဩသွားတာပေါ့စားကိုဖောက်ကြည့်လိုက်မှမီဒီအောင်စီကစားဖြစ်ပြီးအထက်မှာရေးထားတဲ့အကြောင်းအရာတွေကတော့သူနဲ့ခင်မီတင်တို့နိုင်ငံခြားမှာစုံခဲ့တဲ့အကြောင်းတွေရေးထားတာပါသူကခင်မီတင်အိမ်အောင်ကြပြီးမှတွေးရမလို့စိုးချစ်နဲ့ပြက်တဲ့အကြောင်းကိုမေးကြည့်လိုက်တော့အဲကြမှာအဖြစ်မှန်တွေသိလိုက်ရတယ်လို့ဆိုရင်ပြဿနာခင်မီတင်ဟာအခုလက်ရှိယောက်ျားနဲ့လည်းအဆင်မပြေဘူးရှင်ယောက်ျားဘက်ကပတ်စံသားရှိတာပညာကုန်ကြတော့မရှိဘူးလေဒါကြောင့်ပညာတတ်တဲ့ခင်မီတင်ကိုယူခဲ့ပြီးသူကိုယ်တိုင်ကတော့အခြားမိန်းမတွေနဲ့ပဲပွေရှုပ်နေကြတာပါခင်မီတင်ရဲ့ယောက်ျားကဘလောက်တောင်မှစိုးတယ်ဆိုရင်အခုမီဒီအောင်ကိုတောင်မှအလုံးမပေးဘူးဆိုပြီးဒါကြီးကမီဒီအောင်တော်
နည်းနည်းနားလည်ရခက်ပါလိမ့်မယ်။ဘာကြောင့်လဲဆိုရင်ခင်မတင်နဲ့ပတ်သက်သမျှယောက်ျားတိုင်းကသူနဲ့ကြည်ပဲလားနှွေနေတာဆိုတော့သူ့ရဲ့ကံကောကဒီလိုဖန်တီးလာတယ်လို့ပြောရမှာပေါ့။အခုတော့ခင်မတင်ဟာသူ့ယောက်ျားနဲ့တရားဝင်ကွာရှင်းပြီးလွန်ခဲ့တဲ့3နှစ်ကပဲမြန်မာနိုင်ငံကိုပြန်သွားပြီလို့ဆိုရင်ဒီတော့မီဒီယာအနေနဲ့ပြောချင်တာကခင်မတင်ဟာမိဘသဘောတူတဲ့သူနဲ့လက်ထပ်ခဲ့ပေမဲ့စိုးချစ်ကိုအခုချိန်လေးချစ်နေစေဖြစ်ပြီးစိုးချစ်ဘက်ကနေလည်းချစ်နေတော့ဆိုရင်ပြန်ပြီးတော့ကြိုးစားဖို့အတွက်တိုက်တွန်းတဲ့သဘောပါပဲဆိုတော့စိုးချစ်ကလည်းစာအုပ်ဖတ်ပြီးနောက်မှာစီပိုးလိတ်ကိုမိညိတောင်းရင်တစုံတစ်ခုကိုလေးလေးနဲ့တွေးတောနေမိလိုက်တယ်တစ်ဖက်ကခင်မတင်ကတော့မြန်မာပြည်ကိုပြန်ရောက်ပြီးဆောက်လုပ်ရေးကုမ္ပဏီကြီးတစ်ခုထောင်ထားတယ်ရှင်သူကမြန်မာနိုင်ငံကိုပြန်ရောက်ပြီးအာမီနဲ့စီးပွားရေးပညာရှင်ဖြစ်နေပေမဲ့တငယ်ချင်းတွေကိုတော့တယောက်မှပြန်မဆက်သွယ်ခဲ့ပါဒါဘာကိုပြသတယ်လဲဆိုရင်နှစ်တည်ကြသွားပြီမိသူ့ရင်ထဲမှာတရားကမကျက်သေးဘူးဆိုတာကိုပြနေပါတယ်အခုလေကြီးသူ့ရဲ့စီးပွားရေးကိုတိုးချဲ့တဲ့အနေနဲ့ကန်းကုန်ပီကြီးနဲ့ရေရင်းပြက်တစ်ဝိုက်ကမြေကွက်လက်ကြီးကိုဝေလိုက်ပြီးအဲ့နေရာမှာအင်ယာစီမံကိန်းလုပ်မယ်လို့ဆုံးဖြတ်ထားတာပါတကယ်တော့ကန်းကုန်ပီကြီးနဲ့မြေကွက်လက်ကြီးကိုဒုတိယကမ္ဘာစစ်တွင်ကမြန်မာသတိကြီးတယောက်ပိုင်ဆိုင်ခဲ့တာပါသူ့ရဲ့စိတ်ကူကတော့အဲ့နေရာကိုပျော်ဝေးစားထွက်ရင်အသုံးပြုဖို့ယူရခဲ့တာလေဂျိုင်မိန်အတတိကြီးကစစ်ကြီးတွင်းမှာတိတ်ဆုံးသွားတာရင်အဲ့နေရာကဝေးလံခေါင်တီးပြီးတော့တက်မိုးနေတာရဲ့ကြောင့်တတိကြီးရဲ့အမွေဆက်ခံသူတွေကစိတ်ဝင်စားကြတော့တာပါဂျိုင်မိန်ခင်မတင်ကတော့အဲ့မွေဆက်ခံသူတွေနဲ့တိတ်ချသွားတယ်ပြီးမြေခွက်ကိုတရားဝင်ဖြစ်အောင်ဝယ်ယူလိုက်တယ်ပြီးတော့သူ့ရဲ့တရားကိုကုစားတဲ့အနေနဲ့ကန်းကော်ပီကြီးနဲ့ရေရင်းပြက်ကြီးကိုလည်းအပီးပိုင်ဖျက်သိမ်းပစ်လိုက်ပြီးအဲ့မြေခွက်လက်ပေါ်မှာအင်ယာစီမံကိန်းတွေလုပ်မယ်လို့ဆုံးဖြတ်လိုက်တာပေါ့ရှင်ဂျိုင်မိန်တကယ်ကန်းကော်ပီနဲ့ရေရင်းကိုဖျက်မယ်လို့တော့စိုးချစ်ပါဝင်ကျန်တဲ့တငယ်ချင်းတွေအားလုံးဟာအလုတ်ခွင်ထီကိုဝင်ပြီးတော့လုံးဝအပြတ်မခံခဲ့ပါဒီမှာရင်ခင်မေတင်တယောက်စိုက်ထဲထီကိုကားနဲ့ရောက်လာပြီးတငယ်ချင်းတွေနဲ့ထိတိုက်ရှင်းရတာပေါ့ရှင်ဝိုင်းဝိုင်းနဲ့နမွေကတော့တသားမွေတသွေးလာနေတဲ့ခင်မေတင်ကိုမြင်တော့ဝမ်းသာအားရနဲ့နှုတ်ဆက်ကြသည်ဂျိုင်မဲခင်မေတင်ကတော့တငယ်ချင်းတွေအားလုံးကိုလုံးဝဂရုမစိုက်တဲ့ပြင်သူ့ရဲ့လူကိုယ်တော်မှမနှောက်ယှက်ဖို့ပြောဆိုနေပါသေးတယ်ဒီမှာရင်ယောက်ျားသားတွေဖြစ်တဲ့ကျုပ်စင်ဦးနဲ့မိတီဟာတို့ပါရှောက်လာပြီးခင်မေတင်ကိုဝင်တာကြတာပေါ့သူတို့တငယ်ချင်းတစ်တိုက်ခုလိုပြဿနာဖြစ်နေပေမဲ့စူးချစ်ကတော့ဂန်းကော်ပင်အောက်ကနေတဖွားမှမရွေသေးပဲတခုခုတွေးနေတဲ့ပုံစံမျိုးနဲ့ငင်းငငိုင်ဖြစ်နေတော့မှခင်မီတင်ကတော့လုံးဝပြတ်တယ်ရှင်တငယ်ချင်းတွေအားလုံးကလုပ်ငန်းခွင်မှာမနှောက်ယှက်ဖို့ပြောဆိုပြီးတော့လှည့်ပြန်ဖို့ခြေလမ်းပြင်လိုက်တယ်ဒီမှာနေနောက်ကနေကရုံးမလို့ခေါ်လိုက်တန်ကိုကြားလိုက်ရတာမလို့ခင်မီတင်ခမရှေ့ဆက်မဲ့ခြေလမ်းတွေအားလုံးရှက်တက်သွားခဲ့ရှာပါရီဟုတ်ပါတယ်သူ့ကိုကရုံးမလို့ခေါ်လိုက်တဲ့သူဟာအခြားသူမဟုတ်ဘဲနဲ့သူတစ်ချိန်ကအယူမှုကမှချစ်ခဲ့ရတဲ့အခုထိလေချစ်နေစေဖြစ်တဲ့စူးချစ်စီကခေါ်လိုက်တဲ့တန်ပါပဲပြီးမှစူးချစ်ကသူ့စီကိုဖြည်းဖြည်းချင်းပင်ရှောက်လာပြီးကန်းကော်ပန်းလေးတစ်ပွင့်ကိုလက်ဆောင်ပေးပြီးသူ့ရဲ့မိုင်မုံမှုတွေကိုတောင်းပန်ရင်းနဲ့ခင်မီတင်ကိုဘလောက်ထိချစ်တဲ့အကြောင်းတွေကိုရှင်းဖွင့်ပြတာပေါ့ရှင်ဒီတော့မှငယ်တငယ်ချင်းတွေဘလို့မှပြောလို့မရတဲ့ခင်မီတင်ဟာစူးချစ်တခွန်လာဝင်ပြောလိုက်မှပဲအားလုံးကိုလက်လျှော့ပေးသွားတာပါရီဆိုတော့တူတူပြောရရင်နောက်ရက်ကိုလေးရောက်ရောခင်မီတင်တို့ကုမ္ပဏီမှာသတင်းတွေတစ်ခုကြားလိုက်ရပါတယ်အဲ့သတင်းကတော့သူတို့ကုမ္ပဏီပိုင်ရှင်ဘောစီမမဟာအရက်သမားကဗျာဆရာတယောက်နဲ့အိမ်အောင်ကျသွားခဲ့ပြီအဲ့ကဗျာဆရာနဲ့အိမ်အောင်ကျပြီးမှပဲတထင်းမဟာသူတို့ကိုစုံငေါက်တာမျိုးမရှိတော့ဘူးလို့ဆိုရီပို့ပြီးတော့ဝမ်းသာစရာကောင်းတာကတထင်းမကဗျာဆရာကြီးနဲ့လက်ထက်တဲ့မင်္ဂလာထိမ့်မဲ့ဖြင့်ဝန်ထမ်းတယောက်ကိုငွေ9000စီဘုန်းနဲ့ပေးတယ်ဆိုတဲ့ကိစ္စပဲဆိုပါတော့ရှင်ဟုတ်ကဲ့ပါဒါလေးကတော့ဆရာမင်းလူရေးသားကြတဲ့ခန်းကုန်နီဆိုတဲ့စာအုပ်လေးကိုအကျဉ်းချုပ်ပြီးတော့တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ရှင်အားလုံးပဲဒီဝတ္ထုလေးကိုကြိုက်နှစ်သက်ကြမယ်လို့ထင်ပါတယ်ပရိသတ်ကြီးတို့ကြိုက်နှစ်သက်တယ်ဆိုရင်တော့ကျမတို့ရဲ့ပေလေးကို like and follow လုပ်ပြီးတော့စောင့်ကြည့်ပေးပါအောင်ရှင်အာဘီနာဆင်ခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုကျေးဇူးထူးတင်ရှိပါတယ်